ကျောင်းတောင်တောက်လျှောက်တက်လာတာတမင်ခုထိမစားရသေးပေါ့ဗျာ။တမင်စားဖို့နေရာလိုက်ရှာလိုက်အောင်မယ်။ဒီမှာတော်လေးပိုက်စားလာပြီ။အရင်ကဆိုရင်တော့အပြင်မှာတမင်ကျွေးတာပေါ့နော်။တမင်စားတဲ့နေရာပြောင်းရတယ်ဆိုတော့မနေလိုက်ရှာတော့။ထောင်ပေါ်မှာကျတော့လောကတက်တက်လို့ပဲကျွေးတာပေါ့နော်။ဘာအရင်စားရလို့တော့မသိဘူး။တမင်အရင်စားလို့ကောင်းပါလေဗျာ။ကျွန်တော်ခုကဒီနေ့စားပြီးခဏနားယူပြီးတော့ကျွန်တော်မစိုးတောင်းသွားလိုက်ပါလားဒီမှာစီတီလို့ရှိရပါအမျိုးသမီးတွေဝင်လို့မရပါတော့ခုကဘယ်နေရာလဲဆိုတော့နိုင်ရည်တွင်းမှာပါနော်တော်နဲ့ရောက်နေလို့ပဲဗျာဘာမှမရှိတော့ဘူးနော်ဒီမှာကျတော့A few moments later ကျွန်တော်ခုကရေချိုးမှာဖြစ်ပါတယ်ရေချိုးက3နာရီပဲရှိတယ်ပေါ့နော်တော်ချမ်းနေပြီဒီမှာဒီညပဲရေချိုးမှာပါရေကန်ရှိရပါဗျာစုခင်မိုက်နေပါ A few moments later ဒီနေ့ပိုင်းရေချိုးပြီးတော့ဟိုစားပြီးလဲတယ်ပေါ့ဗျာပြီးရရင်နေဝင်ကြီးစားတိုင်းကြည့်ပါပေါ့နော်ကျွန်တော်တပ်ပေါ်သွားရမှာ Let's go ခုကျွန်တော်တို့သွားမယ့်နေရာကျွန်တော်ဒီမူလီရဲ့ဒီဘက်ချမ်းပါနော်ဟိုဘက်နေရာပါအဲ့မှာအဲ့ဒီစီဒီပါတိတ်မဝေးဘူးနော်ကျွန်တော်လမ်းလျှောက်ရမှာနဲ့ညနေပိုင်းရောက်လို့ဆိုရင်တော့ဟိုဘက်မူလီတောင်ကိုဝင်ချိန်ပြန်ကြည့်မှာပေါ့ဗျာကျွန်တော်ဆက်သွားလိုက်ပါဦးမယ်